nothing challenge ဝယ်ကျင်စရာတွေဆွဲဆောင်နေရအများလုံးလှရဲ့ဒီခေတ်ကာလမှာတတိတာကမ္မထားလို့ကတော့မြင်မြင်သမျှအကုန်ဝင်မိနေမှာပါပဲလာကရပြီဆိုအနေကိုလက်ကအငိမ့်မနေနိုင်တော့ဘူးဝယ်ကျင်လာတာ online ကနေဆိုလဲမှားကျင်စရာတွေကပုံလို့ဒီတော့အိမ်မှာမလိုအပ်တာတွေများတဲ့များလာရောဒါကြောင့် buy nothing challenge ဆိုရဘာမှမဝယ်ဘူးဆိုရစီကံလေးလုပ်ကြည့်ပါတငယ်ချင်းတွေနဲ့ပဲဆိုပြီးပဲလုပ်လို့ social media ကနေပဲ challenge ကောတယောက်တည်းပဲစီကံချလုပ်ကြည့်ပါအချိန်ကာလတစ်လတန်ပြီး3လတန်ပြီးစပြီးဖြောအဲ့ဒီပိုင်းချမှာအစားအစာစီးဝါစတဲ့မဖြစ်မနေလိုအပ်တာတွေကလည်းရင်ဘာဆိုဘာမှမဝယ်ဘူးဝယ်မိအောင်ဆွဲဆောင်နေရတွေကိုလည်းမကြည့်ဘူးစားစရာဆွဲနေရမှာလည်းမဖြစ်မနေစားဖို့ကိုပဲပြောတာဘာပဲဒီတို့ပီဇာတို့လိုစားပြီးစားစရာတွေလည်းမဝယ်ရဘူးအဲ့လိုလေးနေကြည့်ပါငွေလဲစုမိမယ်တိတိတတ်လည်းစိတ်ပေါ်ပါသွားမယ်အဲ့ကနေမှမီနီမလာတင်ကိုကျင့်သုံးဖို့လမ်းစာဖြစ်လာနိုင်ပါတယ်